Jesus ကောင်းကြီးမင်္ဂလာရေတွက်လို့ချီးမွမ်းကားသည်ဆိုပြီးအသက်မွေလောက်သောအစာကိုနေရစဉ်တိုင်းပြီးကနာတော့မူသောကြောင့် Jesus တင်သည် Yeah ခံစားရဆု Jesus ကောင်းကြီးမင်္ဂလာရေတွက်လို့ချီးမွမ်းကားသည်ဆိုပြီးအသက်မွေလောက်သောအစာကိုနေရစဉ်တိုင်းပြီးကနာတော့မူသောကြောင့် Jesus တင်သည်တာယာသောမျက်နှာသောလမ်းပြခဲ့ပြီးစိတ်လန်းသောအရက်၌အိတ်စေမှုပြီးဖြာရောက်သွေးဆောင်မှုအပေါင်းတို့မှလွန်မြောက်စေယေရှုတော်ကာလာဤနေသမျှတာယာသောမျက်နှာသောလမ်းပြခဲ့ပြီးစိတ်လန်းသောအရက်၌အိတ်စေမှုပြီးဖြာရောက်သွေးဆောင်မှုအပေါင်းတို့မှလွန်မြောက်စေယေရှုတော်ကာလာဤနေရမြယေရှုတော်ကာလာဤနေရမြ